လာမပါပြန်ပလာထွက်ခွာသူလဲတယောက်ပဲလာတော့ကလည်းဘာမှပါမလာဘူးတဲ့ပြန်သွားတော့လည်းလက်ကြည့်ပလားဒီတိုင်းပြန်သွားတာလေဟောတန်90ကျော်သောလူဦးရေတွေကိုဘုရားက၄ပုံပုံချလိုက်တယ်ဓမ္မပြည်နဲ့ပြောနေတာကဘာနဲ့ပြောရင်တော့အများကြီးပေါ့လာတော့ကလည်းဘာမှပါမလာဘူးတဲ့ပြန်သွားတော့လည်းပဲဗလာလက်ကြီးဒီတိုင်းပြန်သွားတဲ့တအုပ်စုအဲ့ဒါဝေဝေသာမကြီးနဲ့ဘုန်းကြီးတို့ဘုရားသားရေဘုရားရှင်ကိုတော်မြတ်လက်ထက်တော်တော်ကတာဏဝတိတဲ့တာဏတောင်မှာသတင်းသုံးလို့အဲ့ဒီယဟနာကြီးဘက်ကိုတာဏဝတိလို့ခေါ်တယ်တန်ကတော့အပါ30နဲ့သတင်းသုံးနေတာတာဏတောင်ပေါ်မှာယဟနာဘဝကိုမရောက်ခင်တုန်းကတန်ဃာမျိုးမှဖြစ်တယ်တန်ဃာလှုပ်ရှားရပြီဆိုတဲ့ကဆင်းရဲလွန်လို့ဌာနကောင်းမှုပါမလားတော့တထေဝန်းနဲ့သွားမဝင်သားဘူးတနေ့ရှာဖွေတနေ့ရှာမှတနေ့စားရတာလက်လှုပ်မှပါဇက်လှုပ်တဲ့ဘဝတည်းရောက်သွားတာကံများဘလောက်ညံ့နှုံးဆိုတာအတိတ်ဘဝကဒါနကံမပါခဲ့တော့လာတော့ကလည်းမပါလာဘူးတဲ့မပါလာတဲ့မိဘနှစ်ပါးတည်းမှာကံကလည်းသွားပြစ်ချဒါပေမဲ့လို့ခလေးလေးတိတတ်တဲ့အရွယ်ရောက်တော့အမေနဲ့ဖေနဲ့ကခလေးလှေလေးပေါ်တင်ပြီးတော့အမေကနောက်ကအဖေကရှေ့ကငါရှာကြတယ်ဗောခလေးလေပေါ်တင်သွားတာဖမ်းမိတဲ့ငါတွေလေဝန်းနဲ့ထဲတာခလေးကတကောင်မိတကောင်ပြစ်ချတယ်အဖေနဲ့မေတဲ့ကငါရှိရတဲတဲမဲမဲဖမ်းတယ်ခလေးကငါးဒီအောက်ထဲပြစ်ချငါးဒီအောက်ထဲပြစ်ချညနေမိုးချုပ်လို့ပြန်လာလေတဲ့ဘာငါမှမပါဘူးဘာဖြစ်လို့ဒီကလေးငါးတွေသူများအသက်မတတ်ဘဲနဲ့ပြအကုသို့ကြောက်သွားတယ်ဘယ်လိုအကုသို့ကြောက်သွားလဲဇာတိတရညာရတယ်သူ့ဘဝသူသိတယ်ငရဲကလွတ်လာတာငရဲဘာကြောင့်ကြားတယ်လဲကိတဝမင်းကြီးရဲ့သားတော်အိရှိဥပရာသာဖြစ်စဉ်ကာလကတိုင်းပြည်တွင်ကိုယရနာစင်တော်ကြီးရှိပြီးတော့လဲလဲပြီးတော့ကြည့်တဲ့အခါမှာတိုင်းသူပြည်သားတွေအကုန်လုံးရှ िख ိုးဝှက်ချပူဇော်ကြကြောကြပြည့်စေကဗုဒ္ဓတစ်ပါးကဆွမ်းခံကြွလာတာပြည့်စေကဗုဒ္ဓပဲသူ့ပဲလမ်းဖယ်လိမ့်မလို့သူဖယ်ခြင်းဖယ်သူဖယ်ပေါ့အဲ့ဒါသူ့လမ်းမဖယ်ရမလားတိုင်းသူပြည်သားတွေကယိုသေးလေးစားနေရဲ့သားနဲ့ဒီကရုံးကဘာဖြစ်လို့ငါလမ်းမဖယ်တာတော့ဆိုပြီးတော့ရှင်ဘောကရှိပြီးတော့ပြည့်စေကဗုဒ္ဓတပိတ်ဆွမ်းနေပါလာတာအဲ့တပိတ်ထဲကဆွမ်းတပိတ်ကတခါမြေကြီးပေါက်ပြီးတော့ကိုင်ရိုက်ပြီးတော့ခွဲပစ်တာအဲ့ဒီနေ့ပြည့်စေကဗုဒ္ဓဆွမ်းကတဲ့ဆွမ်းဖုံးမရအောင်အဲ့ဒီလောက်ခဲ့တဲ့ကံကြီးဟာငရဲသွားငရဲကလွတ်လာတော့တန်ဃာတွေမျိုးမှလာပြီးတော့ဖြစ်တော့ခလေးကအကုသို့ကြောက်သွားတယ်အကုသို့လုံးလုံးမဖြစ်ဘူးမဖြစ်တော့ဘူးဒါနဲ့အမေနဲ့ဖေတွေကဒီကလေးကစီးပွားဖြတ်တဲ့ကလေးပဲခေါ်သွားလို့ဖြစ်ဘူးထားခဲ့14နှစ်သား73နှစ်14နှစ်အရွယ်ရောက်လာတော့နေအိမ်မှာဘာမှလည်းအဖော်မရဘူးသွားငါးသွားရှာလှေနဲ့ပိုက်တွေကွန်းနေနဲ့လှုပ်ပေးလိုက်တယ်လှော်သွားတဲ့လှေလေးတစ်ပိအောက်သွားထိုးထားပြီးတော့ချောင်းကပါပြီးအသားလေးအိတ်နေတယ်ငါမရှာညနေမိုးချုပ်သူများတွေတန်ဃာတွေပြန်သူလဲပြန်တယ်ငါတကောင်မှပါမလားဒါနဲ့အမေနဲ့ဖေတွေကစိတ်ဆိုးတယ်ငယ်ငယ်ကလည်းစီးပွားဖြစ်တယ်ကြီးလာတော့လည်းစီးပွားမရှာဘူးနေအလကားကောင်းပဲနေအိမ်ထားရတာတွားမနေနဲ့ဆိုနှင်ချလိုက်ရောမနေဘူးဆင်းလာတဲ့ကောင်လေးရတယ်ဆင်းလာပြီးတော့ဘယ်ရောက်သွားတော့ဆိုတော့ခြေဦးနဲ့တူတက်ရသွားတာဇေတဝန်ရောက်သွားရောဇေတဝန်ရောက်သွားတဲ့အခါကျတော့ခုလိုဆွမ်းသားပြီးချိန်ဆိုရင်အရှင်အနန္ဒာကတရောင်းသားတွေဆွမ်းချောင်းရှိမှတန်းစီတဲ့အရှင်အနန္ဒာကအဲ့ဒါဆွမ်းကြံကိုညံနေလိုက်ပြီးတော့ဝေးတာဝေးတော့ဒီကလေးလေးတွေ့တော့တနာရတယ်ရှင်အနန္ဒာစိတ်ထဲမှာလေဒီကလေးဟာဘယ်လိုလဲမေးကြည့်အောင်ပါပဲတခါမှလည်းမတွေ့ဘူးဒီနေ့မှရောက်လာတာတော်တော်သူ့အကြောင်းလေးသူပြောပြတော့မင်းအိမ်ကဆင်းလာတယ်ပေါ့တမဖေဟာအဲ့ဒါဆိုမင်းသင်္ကန်းဝက်မလားကိုရင်ဝက်မလားတမဝက်မယ်အဲ့ဒါဆိုငါသင်္ကန်းဝက်ပေးမယ်ဆိုပြီးတော့အရှင်အနန္ဒာမထေရသူများကဥပိ္ပေဆရာလုံးလုံးကိုရင်ဝက်ပေးတယ်ကိုရင်ဝက်ပေးပြီးတော့တက်20ပြီးတော့ယဟန်ခံပေးတယ်ယဟန်ခံပြီးတော့ယဟန်တရားကြိုးစားပွားများအထုတ်တာကိလေသာအာသောခွာလျောကောင်းကလို့ယဟန်နာဖြစ်သွားတယ်ဟောယဟန်နာဖြစ်ပြီးတော့ဘယ်သွားနေတယ်ဟိုးတာဏတောင်ပေါ်မှာသင်္ကာတော်ပါ30နဲ့တောကြောင်တောင်ကြောင်ခိုးအောင်ပြီးတော့တရင်သွားသုံးပြီးတော့နေတာညတကောင်လောက်ကြတော့တကားလာခောက်ရောဒုံနဲ့တကားလာခောက်တော့ညတကောင်ကြီးရွာသူရွာသားတွေတောင်ပေါ်တက်လာတာဗာလဲအရေးကြီးတာဖွင့်ကြည့်တော့ပိတ်တာဒီနဲ့ပိတ်တာမှရင်းနေရောက်တယ်ခါတယ်လဲအဝတ်မပါဘူးခန္ဓာကိုယ်မှာလည်းပဲဘာအဝတ်မှမရှိဘူးပိန်ချုံပြီးတော့မမှတ်မိဘူးဘယ်သူမှလည်းမသိဘူးအဲ့ဒါနဲ့ဘယ်သူတွေလဲတင်းတို့ဘယ်သူတွေလဲပြောဆိုတော့ရှင်ဘုရားတဲ့တပည့်တော်တို့ကိုမှတ်မိတော့ဘူးလားမမှတ်မိတော့ဘူးဘယ်သူလဲပြောအိမ်ကထွက်လာတဲ့ကတစ်ခေါက်မှရွာမပြန်တဲ့ဥစ္စာဘာသာတိမှနောက်ပိုင်းရွာဘာဖြစ်နေတယ်ဆိုတာတပည့်တော်ကတခြားမဟုတ်ပါဘူးရှင်ဘုရားရဲ့ခမဲတော်နဲ့မေတော်ပါဘုရားဟာဘယ်လိုလဲဒကာမကြီးနဲ့ဒကာကြီးတို့တပည့်တော်တို့တန်ဃာလုပ်ငန်းနဲ့ရှားဖွေပြီးတော့အကုသိုလ်လုပ်တယ်လုပ်ပြီးတော့ကုသိုလ်ကောင်းမှုဘာမှမပါပဲနဲ့
အခုဒုက္ခရောက်နေလို့လိုက်ရှာတာနှံ့နေတာပဲဗျာအရှင်ဘုရားခုမှတွေ့ရတယ်တပည့်တို့ဒုက္ခရောက်နေပြီကဲပါအောင်ပေါ့ဘာပြောလဲပြောစားစရာလိုချင်တယ်ဒီအချိန်ကြီး12နာရီတို့ကြီးပဲစားစရာရှိမလဲဒီမှာရသေးမယ်မနေ့ဖြင့်ကမနေ့ကျတော့တိခံပြီးတော့ဟိုတစ်ပင်အောက်သွားဆောင်နေတာမနေ့အစောကြီးအာယုန်တက်ချိန်ဆွမ်းခံဆင်းတယ်ရလာတဲ့ဆွမ်းကိုအဲ့ဒီတန်ဃာတော်တောင်ပေါ်မှာတည်သုံးနေတဲ့တန်ဃာတော်ကိုလှူတယ်မစားဘူးတဏ္ဍဝတိမထေကြီးကစားပြီးတော့လှူပြီးတဲ့အခါကျတော့မှဟိုးတစ်ပင်အောက်သွားပြီးတော့လေအမေနဲ့အဖေဓမ္မကြီးနဲ့ဒကာကြီးတို့ကုသိုလ်ကောင်းမှုလုပ်ပြီးပြီဆွမ်းဒါနကိုဟိုမှာတွေ့လားဟုတ်တော့ဆုံးဖုံးမနေတာတွေ့တယ်အဲ့ဒါလှူပြီးပြီဆွမ်းဒါနအဲ့ဒီဒါနကြီးကိုဦးဇင်းအမြဝင်မယ်နော်တာရုခေါ်နော်တာရုကျဲကျဲခေါ်နော်ကောင်းပါပြီကောင်းပါပြီဆိုပြီးတော့အမြလို့သာနာဝါသီမထေကြီးကအမြဝေတယ်ပိဋ္ဌာမနဲ့ပိဋ္ဌာဒီကြီးကတာရုခေါ်တော့ဟောစားစရာတွေရလာတော့ဝမ်းသာလိုက်တာလေဒါနဲ့ပြီးတော့ရောပျောက်သွားတယ်မရှိတော့ညတကောင်လုံးကြတော့လာခောက်ပြန်လာပဲတကားဟာထားဖွင့်ကြည့်တော့တို့နှစ်ယောက်ပဲဘာဖြစ်ပြန်ပြီလဲစားစရာတော့ရပြီဝစ်စရာမရှိဘူးဟာဝစ်စရာမရှိဘဲနဲ့လုံမလဲခဏနေအောင်မနေ့ပင်ကဆုံးခံဆင်းမယ်ကံကောင်းရင်လည်းရမယ်ပေါ့အဲ့တစ်ပင်ရောက်သွားနေတင်မဖေရသွားနေဆုံးခံဆင်းသွားတဲ့အခါကျတော့ကံအားလျော်သားပဲပြည့်တိုင်ပိဿလေးတစအမျိုးသမီးတယောက်ကထွက်လူတယ်သင်္ကန်းအမှန်နဲ့ရှင်ဘုရားချုပ်ဝဲပါဗျာဆိုတော့ဒီပိဿလေးရလာတောင်ပေါ်ပြန်ပြေးတက်လာပြီးတော့သင်္ကန်းချုပ်နေတဲ့ကိုတော့ပိတ်လို့နေတာအတော်ပဲအဲ့ဒါရှင်ဘုရားသင်္ကန်းအမှန်နဲ့လှူဘုရားသေးတော့တပည့်တော်ဒကမာကြီးနဲ့ဒကာကြီးတွေကြီးမှန်းပြီးတော့ဒါလေးရှင်မင်းလူခံမှလို့လှူတစ်ပင်အောက်သွားအမြဝေတာရုခေါ်ဝိသတန်သာတွေရပြီးပြီအောင်းမိတယ်မပြီးဘူးနောက်ညလာခောက်ပြန်တာပဲဘာဖြစ်ပြန်ပြီလဲရုပ်ကစိုးကတစ်ပင်အောက်မထားတော့ဘူးတဲ့ဖရာနင်ထုတ်ပြီတပည့်တော်တို့နေတရားမရှိဘူးရှင်မင်းနေတရားလှုပ်ပေးပါအောင်မလေးလာတော့ကလည်းဗလာပြန်တော့လည်းဗလာဘာကုသိုလ်ကောင်းမှုမှလုပ်ဖို့သွားဖို့သာနာတော်ကြီးနဲ့တွေ့တဲ့အချိန်မှာကုသိုလ်ကောင်းမှုကိုအမှတ်တရလုပ်ဖို့သွားတာဒါနဲ့နေအောင်ဆိုပြီးတော့တော်တယ်သွားပြီးတော့အဲ့ဒါချင်းရင်เจ้าကကိုတော့လေကားတိကလေးရလေဝါလုံးလေး၃လုံးကျိုးနေတယ်ဝါလုံးလေး၃လုံးကျိုးနေတယ်လေကားတက်ဆင်းကပြင်မဲ့လူမရှိဘူးယဟန္တာကြီးကိုယ်တိုင်တော်တယ်သွားပြီးတော့ဝါသွားရှာရလဲရဟောပိသတ်တွေအဲ့ဒီလေကားတိလေးကိုဝါလုံးလေး၃လုံးခင်းပြီးတော့ကျောင်းဒါနအလှူဟိုမှာခမဲတော်နဲ့မဲတော်တစ်ပင်အောက်မှာသွားနေခိုင်းတာရုပ်ကစိုးကသူ့တစ်ပင်အောက်မနေရဘူးတဲ့သူများနေစရာမပေးခဲ့တော့နေစရာမရှိဘူးသူများစားစရာမပေးခဲ့တော့စားစရာမရှိဘူးသူများဝတ်စရာမပေးခဲ့တော့ဝတ်စရာမရှိဘူးဒါကြောင့်မို့လို့ကိုစားမဲ့အထက်ကတန်ဃာတွေဆွမ်းကတာဆွမ်းလူတာကိုစားဖို့ကိုလုပ်နေတာ